Hello, the Happy Meal Channel လေးမှာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အရန်စားလို့ကောင်းတဲ့မီးရှည်လေးကိုလှုပ်စားမှာဖြစ်ပါတယ်။ဒါလေးတွေကတော့မီးရှည်လှုပ်စားဖို့လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေဖြစ်တဲ့ဝက်နံရိုး၊ဝက်သား၊ကြက်သွန်ဖြူနေခြင်း၊ပကောရှောက်ကောမုံ၊ပဲငပီ၊နနံပင်၊ကြက်သွန်မိတ်မီးရှည်ဖက်လေးတွေဖြစ်ပါတယ်။ဝက်သားမစားတဲ့သူတွေအနေနဲ့ကြက်သားတော့မဟုတ်အမဲသားနဲ့လှုပ်စားရင်လည်းစားလို့ကောင်းပါတယ်။မီးရှိဖက်အဆိုကိုအလွယ်တကူဝယ်လို့ရတယ်ဆိုရင်တော့အဖက်အဆိုနဲ့သုံးရင်ပိုအဆင်ပြေပါတယ်။ဒီမှာတော့အလွယ်တကူဝယ်လို့မရတာမို့မီးရှိဖက်အချောက်ကိုပဲအသုံးပြုထားပါတယ်။ဒီလုံနီးလေးကတော့အိမ်မှာအမေလှုပ်ကျွေးနေကြလုံနီးလေးမို့ဆိုင်နေမှာမရနိုင်တဲ့အရာသာလေးဖြစ်ပါတယ်။မနက်ခါဆဆမယိုးသွားမဲ့အရာသာလေးမို့ဒီနည်းလေးတိုင်းလိုက်လှုပ်စားကြည့်ပါနော်။အရင်ဦးဆုံးကြက်သွန်နီစီချက်ချက်ဖို့တန့်စင်ပြီးသားကြက်သွန်နီလေးတွေကိုပပလေးထားပေးလိုက်ပါမယ်။ကြက်သွန်နီစီချက်လေးစချက်ပါမယ်။ဒဲအိုးရဲကိုစီလေးထည့်ပေးထားပါမယ်။စီပူလာပြီဆိုရင်ခုနပပလေးထားတဲ့ကြက်သွန်နီလေးတွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်။ကြက်သွန်နီဖက်လေးတွေရွှေရောင်တန်းလာပြီဆိုရင်စနွဲမုံလေးထည့်ပါမယ်။ကြက်သွန်နီဖက်လေးတွေရွှေရောင်တန်းပြီးကျွတ်လာပြီဆိုရင်တော့ရပါပြီ။ကြက်သွန်နီစီချက်ကိုတော့ကြက်သွန်ကြော်အဖက်လေးတွေကိုပဲအသုံးပြုမှာမို့ကြက်သွန်ကြော်အဖက်လေးတွေကိုပဲစစ်ပြီးတော့ပကံနဲ့ထည့်ထားပေးပါမယ်။ပြီးသွားရင်တော့ကြက်သွန်ဖြူစီချက်ချက်ဖို့ကြက်သွန်ဖြူလေးတွေကိုကြိတ်ထားပေးပါမယ်။ကြက်သွန်ဖြူလေးတွေကိုကြိတ်ဆက်နဲ့မကြိတ်ခင်နဲ့နှုတ်ဆင်းလို့လည်းရပါတယ်။ကြက်သွန်ဖြူစီချက်လေးစချက်ပါမယ်။စီပူလာပြီဆိုရင်ခုနကြိတ်ထားတဲ့ကြက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်။ကြက်သွန်ဖြူဖက်လေးတွေရွှေရောင်တန်းလာပြီဆိုရင်တော့ကြက်သွန်ဖြူစီချက်လေးရပါပြီ။ဒါလေးတွေကတော့ကြက်သွန်ဖြူစီချက်ထဲထည့်ဖို့ပကောရှောက်ကောနဲ့ဟွာကြောင်အမုံလေးတွေဖြစ်ပါတယ်။အဲ့ဒီအမုံလေးတွေကိုပကံအလွတ်ထဲကိုထည့်ထားပေးပါမယ်။ပြီးသွားရင်တော့ကြက်သွန်ဖြူစီချက်ချက်ထားတဲ့စီလေးကိုလောင်းထည့်ပေးပါမယ်။အခုဆိုရင်တော့အရန်မှွေးတဲ့ကြက်သွန်ဖြူစီချက်လေးရပါပြီ။ပြီးသွားရင်တော့ဝက်နံရိုးဟင်းချိုချက်ဖို့ကြက်သွန်ဖြူနေနဲ့ဂျင်းတို့ကိုပြင်ပေးထားပါမယ်။ပြီးသွားရင်တော့တန့်စင်ထားတဲ့ဝက်နံရိုးလေးတွေကိုရင်သွေးပွက်ပွက်ဆူတဲ့ထဲထည့်ပြီးတော့မှအငြိနဲ့နေပျောက်သွားအောင်2မိနစ်3မိနစ်ခန့်ပြုတ်ထားပေးလိုက်ပါမယ်။ပြီးသွားရင်တော့ဝက်နံရိုးပြုတ်ထားတဲ့အရည်တွေကိုဖယ်ထုတ်ပေးပါမယ်။ပြီးသွားရင်တော့ဝက်သားကိုစားဟင်းခတ်မုံပဲငံ့များရဲ့အကျဲလေးထည့်ပြီးတော့မှမီးခတ်အေးလေးနဲ့လုံးထားပေးလိုက်ပါတယ်။ဝက်သားလုံးထားတဲ့ဗီဒီယိုလေးက record unit ရော error တက်သွားလို့မပါလိုက်ဘူးဖြစ်သွားပါတယ်။လုံးထားတဲ့ဝက်သားတွေကိုခုနကရင်သွေးနဲ့ပြုတ်ထားတဲ့ဝက်နံရိုးလေးတွေကိုထည့်ပေးလိုက်ပါမယ်။ဝက်နံရိုးဟင်းရည်လေးစချက်ပါမယ်။ရေလေးထည့်ပေးပါမယ်။ပြီးတော့ခုနပြင်ဆင်ထားတဲ့ကြက်သွန်ဖြူနီဂျင်းတို့ကိုပါထည့်ပေးပါမယ်။အရသာအတွက်စားဟင်းခတ်မုံပဲငံ့များရဲ့အကြီးနဲ့ငံပြာရည်တို့ကိုထည့်ပေးပါမယ်။ဒီနဲ့အသားတွေပြုတ်ထားတဲ့ချိန်မှာပဲရေဆေးပြီးသားကြက်သွန်မိန်နဲ့နနံပင်တို့ကိုပပလေးပေးထားလိုက်ပါမယ်။အသားနဲ့အယိုးပြုတ်ထားတဲ့ရေလေးတွေခန်းသွားပြီဆိုရင်တော့အကျက်လိုသေးတာမို့လို့ရေထပ်ဖြည့်ပြီးတော့ထပ်ပြုတ်ပေးထားပါမယ်။ပြီးသွားရင်တော့မီးရှည်ဖက်လေးတွေကိုရေအေးလေးနဲ့စိမ်ပေးထားလိုက်ပါမယ်။ဝက်သားအကျက်အနေထားလေးသိရအောင်လို့အသားနဲ့အခေါက်လေးတွေကိုခရင်းလေးနဲ့စမ်းကြည့်ပေးပါမယ်။အသားနဲ့အခေါက်ထဲကိုခင်းလေးအလွယ်တကူအိဝင်သွားပြီဆိုရင်တော့ရပါပြီ။အသားလေးကိုအိုးရဲရဆယ်ပြီးတော့မှပကံထဲထည့်ပြီးတော့အေးခံပေးထားလိုက်ပါမယ်။ဝက်နံရိုးလေးတွေကတော့အကျက်လိုသေးတာမို့ဆက်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်။
အေးခံထားတဲ့ဝတ်သားလေးတွေကိုပပလေးပြီးပဲဖြစ်ဖြစ်မှွပြီးတော့ပဲဖြစ်ဖြစ်မိမိနှစ်သက်ရာပုံစံအတိုင်းပြင်ဆင်ထားလို့ရပါတယ်ပပလေးထားတာလေးရောမှွတာလေးရောစားခြင်းလို့ပုံစံ2မျိုးလုံးပြင်ဆင်ထားလိုက်ပါတယ်ပြီးသွားရင်တော့ဝက်နယ်ရိုးဟင်းရည်လေးကိုအရသာမြည်ကြည့်ပါမယ်အရသာနဲ့ရည်နေထားကကိုလိုချင်တဲ့အနေထားလေးရပြီဆိုရင်တော့ရပါပြီပြီးသွားရင်တော့ငရုတ်သီးစီချက်လေးလုပ်ပါမယ်ငရုတ်သီးစီချက်ကိုတော့စိတ်နဲ့တက်တက်မကြော်တော့ဘဲနဲ့ခုနကလှုပ်ထားတဲ့ကြက်သွန်ဖြူစီချက်လေးကိုထည့်ပြီးတော့ပဲလုပ်ပါမယ်ကြက်သွန်ဖြူစီချက်နဲ့ငရုတ်သီးမုန့်လေးတွေကိုရောနယ်ပေးထားလိုက်ပါမယ်ဒါဆိုရင်တော့အနံ့လေးမှုေးနေတဲ့ငရုတ်သီးလေးရပါပြီမိရှိတဲ့ထည့်ဖို့ပဲငပိတ်လေးကိုပကံထဲထည့်ထားပေးလိုက်ပါမယ်အခုဆိုရင်တော့မိရှိပြင်ဖို့အတွက်လိုအပ်တဲ့အစာပလာလေးတွေအစင်သင့်ဖြစ်နေပါပြီချက်သွန်ဖြူနဲ့ဂျင်ထောင်းထားတာလေးရဲ့စီတိုဖူးလေးတွေကိုရောပြီးတော့ရင်သွေးလေးနဲ့ဖြော်ထားပေးလိုက်ပါမယ်ဒီချက်သွန်ဖြူချင်းနဲ့စီတိုဖူးကိုရောထားတဲ့အရည်လေးကမိရှိနဲ့အရန်ကိုလိုက်ဖက်ပါတယ်တကယ်လို့စီတိုဖူးမကြိုက်ဘူးဆိုလို့ရှိရင်လည်းမထည့်လဲရပါတယ်ပြီးသွားရင်တော့ပပဆူနေတဲ့ရင်နွေးထဲကိုမိရှေဖက်လေးတွေထည့်ပြုတ်ပေးထားပါမယ်မိရှေဖက်လေးတွေကကိုလိုချင်တဲ့အပြော့အနေထားရပြီဆိုရင်တော့ရပါပြီပြုတ်ထားတဲ့မိရှေလေးတွေကိုစကားလေးနဲ့ဆယ်ပြီးတော့ပကံလေးထဲထည့်ထားလိုက်ပါမယ်အမျိုးသားကမိရှေအတုပ်စားခြင်းနဲ့ဆိုလို့အတုပ်တပွဲအရေတပွဲပြင်ပါမယ်အရင်ဦးဆုံးအတုပ်လေးကိုစပြင်ပါမယ်ဟင်းခတ်မုံလေးထည့်ပါမယ်စားလေးထည့်ပါမယ်ကြက်သွန်ဖြူစီချက်လေးထည့်ပါမယ်ပဲငပိတ်လေးထည့်ပါမယ်ဝတ်သားလေးထည့်ပါမယ်ကြံညို့လေးထည့်ပါမယ်ကြက်သွန်ဖြူချင်းနဲ့စီတိုဖူးကိုရောဖြော်ထားတဲ့အရည်လေးထည့်ပါမယ်ကြက်သွန်နီကြော်လေးထည့်ပါမယ်ကြက်သွန်နီကြော်လေးထည့်ပေးခြင်းအပြင်အနံ့နဲ့အရသာကိုပို့ပြီးတော့ပြည့်စုံသွားစေပါတယ်ဒီခေါက်ဆွဲထဲမှာကြက်သွန်နီကြော်လေးကမပါမဖြစ်လို့တော့ပြောလို့ရပါတယ်ဒီကြက်သွန်ကြော်လေးထည့်လိုက်ခြင်းအပြင်ခေါက်ဆွဲရဲ့အရသာကပို့ပြီးတော့ထူးခြားသွားစေပါတယ်ငရုတ်သီးကြော်လေးထည့်ပါမယ်နနမင်နဲ့ကြက်သွန်မိတ်လေးထည့်ပါမယ်ငရုတ်ခေါင်းမုံလေးထည့်ပါမယ်ခေါက်ဆွဲလေးတွေထွေးမနေပဲနဲ့နယ်လို့ကောင်းအောင်လို့ဝက်နံရိုးပြုတ်ရည်လေးအနှဲငယ်ထည့်ပါမယ်ပြီးသွားရင်တော့မိရှေဘက်လေးတွေနဲ့အစာပလာလေးတွေကိုရောမွေပေးလိုက်ပါမယ်မွေနေရင်းနဲ့ကိုအနံ့လေးကအရန်ကိုမှွေးနေပါပြီအခုဆိုရင်တော့အနံ့ရောအရသာရောအရန်ကောင်းမွန်တဲ့မိရှေတုပ်လေးရပါပြီပြီးသွားရင်တော့မိရှေအရည်လေးစပြင်ပါမယ်ဟင်းခတ်မုံလေးထည့်ပါမယ်စားလေးထည့်ပါမယ်ကြက်သွန်ဖြူဂျင်းနဲ့စီတိုဖူးရေပျော်လေးထည့်ပါမယ်ပဲငပိတ်လေးထည့်ပါမယ်ဝတ်သားလေးထည့်ပါမယ်ကြာညိုးနဲ့ကြက်သွန်ဖြူစီချက်လေးထည့်ပါမယ်ငရုတ်သီးကြော်လေးထည့်ပါမယ်ပြီးသွားရင်တော့ဝက်နံရိုးဟင်းရည်လေးထည့်ပါမယ်ဟင်းရည်လေးထည့်ပြီးသွားပြီဆိုရင်နနံပင်လေးရဲ့ကြက်သွန်မိတ်လေးရဲ့ထည့်ပါမယ်ငရုတ်ခေါင်းမုံလေးထည့်ပါမယ်ကြက်သွန်နီကြော်လေးထည့်ပါမယ်အခုဆိုရင်တော့အနှံ့ရောအရသာပါအရန်ကောင်းမွန်တဲ့မိရှေအရည်လေးရပါပြီအခုဆိုရင်တော့မိရှေအတုပ်လေးရောအရည်လေးရောကမုံညင်းကျင်လေးနဲ့အတူစားဖို့အဆင်သင့်ဖြစ်နေပါပြီဒီမိရှေလေးကအရန်ကိုစားလို့ကောင်းတာမို့ဒီနည်းလေးအတိုင်းလိုက်လုပ်စားကြည့်ပါနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်